ပုံမှန်ထက်ကိုအသားကကြည်လာတယ်ချွေးပေါက်ကျဲတာလေးလည်းတက်တာတယ်စားဝဲချံလေးဆိုလဲလေအဲ့လိုတစ်ခါတက်ပြီးသွားပြီဆိုတာနဲ့တိတိတသား smooth ဖြစ်သွားတာလေးကိုသဘောကျတယ်ရှင်မာတီစတိုင်လာလေးကကြတော့လွယ်လွယ်ကူကူလည်းကောက်လို့ရတယ်အပူလည်းမကြောက်ရအောင်အမတော့ကတော်တော်အဆင်ပြေရှင်လိုချင်တဲ့ပုံစံမျိုးကိုယ့်ဟာကိုစိတ်တန်းကြလုပ်လို့ရတဲ့အတွက်အမကတော့တော်တော်လေးသဘောကျပါတယ်ကြတော့ဒီဈေးနှုန်းလေးအဆင်ပြေရယ်ပြီးကြတော့ running လေးလည်းပြီးရယ်ဆိုတော့အမရွေးချယ်ပြတာပါရှင်အမပထမဆုံးသုံးပြတာက facial cleanser လေးဖြစ်ပါတယ်အခုနောက်ထပ်သုံးပြတဲ့ product လေးကကြတော့ 7-in-1 multi styler လေးဖြစ်ပါတယ်ရှင် 7-in-1 multi styler လေးပါရှင်ကြိုက်တဲ့ချက်လေးဆိုရင်အမဒီချွေးပေါက်ကျဲတာလေးလည်းတက်တာတယ်ပြီးကြတော့ဒီစားဝဲချံလေးဆိုလဲလေအဲ့လိုလုံးဝတစ်ခါတက်ပြီးသွားပြီဆိုတာနဲ့တိတိတသား smooth ဖြစ်သွားတာလေးကိုသဘောကျတယ်ရှင်facial cleanser လေးတုံးလိုက်တဲ့အခါမှာအဲ့လိုပုံမှန်ထက်ကိုအသားကကြည်လာတယ်ပြီးတော့ဒီအညစ်ကြေးလေးတွေပြောင်းသွားတာဆိုတော့လေဒီရွှေပေါက်လေးတွေကစားကျဉ်းသွားတယ်အဲ့လိုသဘောကျရရှင်ဟုတ်အရင်တော့ဆိုရင်အမသွားစရာလေးရှိတယ်ဆိုရင်စလုံးတွေပါသွားပြစ်တယ်ပေါ့နော်အခုဆိုရင်တော့မသွားပြစ်တော့ကိုယ့်ဟာကိုအိမ်မှာပဲအဆင်ပြေတယ်သုံးရတာအဲ့လိုလေးဆိုတော့လေသဘောကျတယ်ရှင်သုံးဘူးရှင်ဘာလို့ဆိုအမားကကြောက်လေအပူချောင်းနေကြောက်လို့လေအခုဒီမာတီစတိုင်လာလေးကကြတော့ဒီလွယ်လွယ်ကူကူလည်းကောက်လို့ရတယ်အပူလည်းမကြောက်ရအောင်အမတော့ကတော်တော်အဆင်ပြေရှင်သုံးရတာဟုတ်ကဲ့ပထမဦးဆုံးအမကဒိုင်ဆန်ကိုစဉ်းစားခဲ့တာကြာပြီပေါ့နော်ဒါပေမဲ့ဒီ 7-in-1 ဒီ R&B ကထွက်ပြီဆိုတော့အမကအရင်မစဉ်းစားဘဲနဲ့ဝယ်လိုက်တာချက်ချင်းပဲတော်တော်လေးအဆင်ပြေရအမအတွက်ကလေလိုချင်တဲ့ပုံစံမျိုးကိုယ့်ဟာကိုစိတ်တန်းကြလုပ်လို့ရတဲ့အတွက်အမကတော့တော်တော်လေးသဘောကျပါတယ်ဒီ multi styler လေးကကြတော့အမဒီလွယ်လွယ်ကူကူသုံးပြုလို့ရတယ်ပေါ့နော်တော်တော်လေးစိတ်ကျဉ်တဲ့ဆိုင်မှာသွားလုပ်တယ်ဆိုရင်တော့မှအဲ့လိုကိုယ့်ကိုဒီအပူချောင်းကပ်မလားဆိုပြီးတော့စိုးရိမ်နေရတာပေါ့နော်နောက်ပြီးတော့ကိုတိုင်းလုပ်တဲ့ခါကျတော့ကိုလိုချင်တဲ့နေရာလေးကိုဘယ်လိုကောက်မလဲဆိုတာကိုယ့်ဟာကိုစိတ်တန်းကြကိုယ့်ဘာကိုအေးဆေးလုပ်လို့ရရရှင်sharing လုပ်ဖြစ်တယ်ဘာလို့ဆိုတော့အမကညီမလေးရှိရတဲ့အတွက်ကြောင့်ဒီညီမလေးကိုလည်းပြောတဲ့အပြင်မှာသူ့ရဲ့တငယ်ချင်းလေးတွေလည်းအမကသုံးပြဖို့အတွက်ပြောဖြစ်တယ်ရှင်ဟုတ်သူက customer service လေးလည်းကောင်းတယ်ပြီးတော့ running လည်းပါတာရယ်နောက်တစ်ခုကကျတော့အခုသဘောကျဆုံးကကျတော့ဒီ ISO certificate ရထားတဲ့အတွက်ကြောင့်အမတို့ဘက်ကပို့ပြီးဆင်ပြေပါတယ်ရှင်အမတို့ကတော့တော်တော်လေးပြည့်စုံပါတယ် customer service လည်းပြောစရာမလိုလောက်အောင်ကောင်းတဲ့အတွက်အမတို့ကတော့အရင်သဘောကျပါတယ်ရှင်